မြောက်ဥက္ကလာပါနှစ်ချင်းခရီးယန်အသင်းတော်တနစ်တာကျမ်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။တမန်တော်ဝတ္ထုအခန်းကြီး15အငယ်1မှ41ယူဒပြည်မှအန်တီအုတ်မြို့သို့ရောက်လာသောသူအချို့တို့ကသင်တို့သည်မောရှေ၏တရားအတိုင်းအရေးပြားလှီးခြင်းကိုမခံလျင်ကယ်တင်တော်မူခြင်းသို့မရောက်နိုင်ဟုညီအကိုတို့အားဆုံးမဩဝါဒပေးကြ၏။ထိုသူတို့နှင့်ပေါလုဗနဗတို့သည်ဆွေးနွေးညှင်းခုန်ခြင်းများသောအခါပေါလုနှင့်ဗနဗတို့သည်အခြားသောတပည့်တော်အချို့တို့နှင့်တကွထိုပြဿနာ၏အကြောင်းကြောင့်ယေရုရှလင်မြို့၌ရှိသောတမန်တော်တို့နှင့်သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကိုစီရင်ကြ၏အသင်းတော်သည်လမ်း၌ပို့သဖြင့်ပေါလုနှင့်ဗနဗတို့သည်ဖိနိတ်ပြည်နှင့်ရှမာရိပြည်ကိုရှောက်သွား၍တပါးအမျိုးသားတို့ပြောင်းလဲခြင်းအကြောင်းအရာကိုကြားပြောသဖြင့်ညီအကိုအပေါင်းတို့ကိုအလွန်ဝမ်းမြောက်စေကြ၏ယေရုရှလင်မြို့သို့ရောက်လျင်တမန်တော်တို့နှင့်သင်းအုပ်တို့မှစ၍သင်းဝင်သူများတို့တွင်လက်ခံခြင်းကျေးဇူးကိုခံ၍မိမိတို့အားဖြင့်ဖျားသခင်ပြုတော်မူသမျှတို့ကိုပြန်ကြားကြ၏ပါရိရှဲစုတဲကယုံကြည်သောသူအချို့တို့သည်ထလျက်တပါးအမျိုးသားတို့အားအရေးပြားလှီးခြင်းကိုပေးရမည်မောရှေ၏တရားကိုကျင့်စေခြင်းငှာဆုံးမရမည်ဟုဆိုကြ၏ထိုအခါတမန်တော်တို့နှင့်သင်းအုပ်တို့သည်ထိုအမှုကိုကြည့်ရှုဆင်ခြင်ခြင်းငှာစည်းဝေးကြ၏များစွာသောဆွေးနွေးညှင်းခုန်ခြင်းရှိသောအခါပေတရုသည်ထလျက်ညီအကိုတို့ဖျားသခင်သည်ရှေ့ဦးစွာငါတို့တွင်ရွေးကောက်တော်မူ၍ငါဟောပြောသောအဖြစ်တပါးအမျိုးသားတို့သည်ဧဝံဂေလိတရားကိုကြားနာ၍ယုံကြည်ရမည်အကြောင်းစီရင်တော်မူသည်ကိုသင်တို့သိကြ၏စိတ်နှလုံးကိုသိတော်မူသောဖျားသခင်သည်တန့်ရှင်းသောဝိညာဉ်တော်ကိုငါတို့အားပေးသည်နည်းတူသူတို့အားပေးသဖြင့်သူတို့ဘက်၌သက်သေခံတော်မူ၏ယုံကြည်ခြင်းအပြင်လေသူတို့၏စိတ်နှလုံးကိုစင်ကြယ်စေ၍ငါတို့ကိုခြားနားစေတော်မမူတို့ဖြစ်လျင်ငါတို့နှင့်ငါတို့ဘိုးဘေးများမထမ်းနိုင်သောတဘိုးကိုတပည့်တော်တို့၏လေပင်ပေါ်၌တင်စေခြင်းငှာအဘယ်ကြောင့်ဖျားသခင်ကိုစုံစမ်းကြသနည်းသခင်ယေရှု၏ကျေးဇူးတော်အားဖြင့်သာထိုသူတို့သည်ကယ်တင်တော်မူခြင်းသို့ရောက်သည်နည်းတူငါတို့သည်လည်းရောက်ရမည်ကိုငါတို့သည်ယုံကြ၏ဟုပေတရုပြောဆို၏ထိုအခါဗနဗနှင့်ပေါလုတို့သည်မိမိတို့အားဖြင့်တပါးအမျိုးသားတို့တွင်ဖျားသခင်ပြုတော်မူသမျှသောနမိတ်လက္ခဏာအံ့ဘွယ်သောအမှုတို့ကိုကြားပြောသည်ကိုစုဝေးသောသူအပေါင်းတို့သည်တိတ်ဆိတ်စွာနေ၍နားထောင်ကြ၏ထိုသူတို့သည်အကုန်အစင်ပြောဆိုပြီးမှယာကုပ်ကညီအကိုတို့ငါစကားကိုနားထောင်ကြလော့ဖျားသခင်သည်မိမိနာမအဖို့တပါးအမျိုးသားတို့အထက်ကအချို့သောသူတို့ကိုနှုတ်ယူခြင်းငှာရှေ့ဦးစွာတပါးအမျိုးသားတို့ကိုအကြည့်အရှုကြွလာတော်မူသည့်အကြောင်းအရာကိုရှိမုန်သည်ဟောပြောခဲ့ပြီးထိုအကြောင်းအရာသည်လည်းပရောဖက်တို့၏စကားနှင့်ညီ၏ကျမ်းစာလာသည်ကငါ၏နာမဖြင့်သမုတ်သောတပါးအမျိုးသားအပေါင်းဒီဟုသောကြံကျွင်းရစ်သောသူတို့သည်ထာဝရဘုရားကိုရှာစေခြင်းငှာနောက်မှငါပြန်လာမည်လဲလျက်ရှိသောဒါဝိဒ်၏တဲကိုစောက်တည်ပြန်မည်ပြိုပြက်ရာများကိုလည်းပြုပြင်ပြီးလျှင်ထိုတဲကိုမက်စေပြန်မည်ဟုဤအမှုအရာတို့ကိုစီရင်တော်မူသောထာဝရဘုရား၏ဗျာဒိတ်တော်ရှိ၏ဟုလာသတည်းဘုရားသခင်သည်ကဘာဦးမှစ၍မိမိစီရင်တော်မူသမျှသောအမှုအရာတို့ကိုသိတော်မူသည်ထို့ကြောင့်တပါးအမျိုးသားတို့အထဲမှဘုရားသခင်ထံတော်သို့ပြောင်းလဲသောသူတို့ကိုမနှောက်ယှက်ဘဲလျက်ရုပ်တုတို့၏ညစ်ညူးရာကို၎င်းမတရားသောမေထုန်ကို၎င်းလယ်ပင်ကိုညှစ်၍တတ်သောအရာကို၎င်းအသွေးကို၎င်းကျင်ရှောင်စေခြင်းငှာသူတို့ကိုမှားလိုက်သင့်သည်ဟုငါသဘောရှိ၏အကြောင်းမူကားမောရှေ၏ပညတ္တိကျမ်းကိုတရားစရက်၌ဥပုသ်နေ့တိုင်းဖတ်ရွတ်သဖြင့်မောရှေ၏တရားကိုရှေးကာလမှစ၍ခတ်သိမ်းသောမြို့တို့၌ဟောပြောလေရှိသည်ဟုယာကုပ်ပြောဆို၏ထိုအခါတမန်တော်တို့နှင့်သင်းအုပ်တို့မှစ၍သင်းဝင်သူအပေါင်းတို့သည်မိမိတို့အထဲ၌ရွေးကောက်၍ညီအကိုတို့တွင်ထင်ရှားသောသူဒီဟုသောဗာရှဗအမည်တစ်ကိုရသောယူဒနှင့်တိလတို့ကိုအန်တီအုတ်မြို့သို့ပေါလုဗနဗတို့နှင့်တကွဆေလွတ်မည်အကြောင်းသဘောညီညွတ်ကြ၏သူတို့လက်ဖြင့်ပေးလိုက်သောစာမူကား
တမန်တော်တင်းအုပ်ညီအကိုများတို့သည်အန်တီအုတ်မြို့မှစ၍ရှုရိပြည်ကိလိကိပြည်တို့၌ရှိနေ၍တပါးအမျိုးသားဖြစ်သောညီအကိုတို့ကိုမေတ္တာနှင့်ကြားလိုက်ပါ၏လူအချို့တို့သည်ငါတို့အခွင့်မရှိဘဲငါတို့ထံမှထွက်သွား၍သင်တို့သည်အရေးပြားလှီးခြင်းကိုခံရမည်ပြည့်ညက်တရားကိုကျင့်ရမည်ဟုသောစကားဖြင့်သင်တို့၏စိတ်နှလုံးကိုနှောက်ယှက်ဖျက်ဆီးသည်ကိုငါတို့ကြားရသည်ဖြစ်၍ငါတို့သခင်ယေရှုခရစ်၏နာမတော်ကြောင့်မိမိအသက်ကိုစွန့်စားသောသူဒီဟုသောငါတို့ချစ်သောဗနဗပေါလုတို့နှင့်တကွရွေးကောက်သောသူတို့ကိုသင်တို့စီသို့ဆေလွတ်ခြင်းငှာတညီတညွတ်ဒီစီရင်သည်နှင့်အညီဤအကြောင်းအရာကိုသင်တို့အားနှုတ်ဖြင့်ကြားစေခြင်းငှာယူဒနှင့်တိလတို့ကိုဆေလွတ်ကြ၏ရုတ်တုရှိမှပူဇော်သောရစ်ကောင်ကို၎င်းအသွေးကို၎င်းလေပင်ကိုညှစ်၍တတ်သောအရာကို၎င်းမတရားသောမေထုံကို၎င်းကျင်ဆောင်ရမည်ဟုသောပြည့်ညတ်မှတပါအခြားသောဝန်သင်တို့၏အပေါ်၌တင်ခြင်းငှာတန့်ရှင်းသောဝိညာဉ်တော်နှင့်ငါတို့သည်အလိုမရှိထိုအရာများကိုကျင်ဆောင်အပ်၏ကျမ်းမာကြပါစေသောဟုရေး၍ပေးလိုက်တည်းထိုသူတို့သည်တွားရသောအခွင့်ရှိသဖြင့်အန်တီအုတ်မြို့သို့တွား၍လူအပေါင်းတို့ကိုစုဝေးစေပြီးလျှင်မှားစာကိုအပ်ပေးကြ၏မှားစာကိုဖတ်ရသောအခါထိုသက်သာခြင်း၏အကြောင်းကြောင့်ဝမ်းမြောက်ခြင်းသို့ရောက်ကြ၏ယူဒနှင့်တိလတို့သည်ပရောဖက်ဖြစ်သောကြောင့်များစွာသောစကားနှင့်ညီအကိုတို့ကိုဆုံးမ၍မြဲမြံခိုင်ခန့်စေကြ၏ထိုသူတို့သည်အတန်အရာနေပြီးမှတမန်တော်တို့ထံသို့ငြိမ်သက်စွာပြန်စေခြင်းငှာညီအကိုတို့သည်အခွင့်ပေးကြ၏သို့တော်လည်းတိလသည်အလိုအလျောက်နေရ၏ပေါလုနှင့်ဗနဗတို့သည်လည်းအန်တီအုတ်မြို့၌နေလျက်အခြားသောသူများနှင့်တကွဆုံးမဩဝါဒပေး၍သခင်ဖျား၏နှုတ်ကပတ်တရားဒီဟုသောဧဝံဂေလိတရားကိုဟောပြောကြ၏အင်တန်ကာလကြာသောအခါပေါလုကငါတို့သည်သခင်ဖျား၏နှုတ်ကပတ်တရားကိုဟောပြောပူသောမြို့များတို့၌ရှိသောညီအကိုတို့သည်အဘယ်သို့ရှိနေသည်ကိုကြည့်ရှု၍ပြန်သွားကြကုန်အံ့ဟုဗနဗအားဆို၏ဗနဗသည်မာကုအမည်ရှိသောယောဟန်ကိုခေါ်မည်ဟုအကြံရှိ၏ပေါလုကပန်ဖုလိပြည်၌သူတို့နှင့်ခွာ၍အမှုထမ်းရာသို့မလိုက်မသွားသောထိုသူကိုမခေါ်သင့်ဟုသဘောရှိ၏ထိုအကြောင်းနှင့်အချင်းချင်းမသင့်သဖြင့်တခြားစီသွား၍ဗနဗသည်မာကုကိုခေါ်ပြီးလျှင်ကုပရုကျွန်းသို့လွင့်လေ၏ညီအကိုတို့သည်ပေါလုကိုဖျားသခင်၏ကျေးဇူးတော်သို့အပ်နှံကြသဖြင့်သူသည်တိလကိုရွေးချယ်ပြီးလျှင်ထွက်၍အသင်းတော်များကိုမြဲမြံခိုင်ခန့်စေလျက်ရှုရိပြည်ကိလိကိပြည်တို့ကိုရှောက်သွားလေ၏ဈာနာရသူအားလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေကောင်းကင်ဘုံရှင်ဖာတာယာသောမနက်ခင်းမှာကောင်းမွန်စွာလှူထားခွင့်ရရှိသည့်အပြင်ကိုရရဲ့နှုတ်ကပတ်တော်များကိုခံယူရရှိသည့်အတွက်ကိုရရဲ့ကျေးဇူးတော်ကိုထူးပင်ချီးမွမ်းပါတယ်။ယနေ့ကြားနာရသောနှုတ်ကပတ်တော်ထဲမှာအစောပိုင်းအသင်းတော်များမှာပြသခဲ့သောဉာဏ်ပညာနှင့်စီလုံးမှုအတွက်ကိုရရဲ့ကျေးဇူးတော်ကိုထူးပင်ချီးမွမ်းပါတယ်။သဘောထားကွဲလွဲနေသည့်အချိန်များမှာကိုရောရဲ့လမ်းညွှန်မှုကိုရှာဖွေရန်နှင့်အခြားအရာအားလုံးထက်ငြိမ်သက်ခြင်းချစ်ချင်းမြတ်တာနှင့်သစ္စာတရားကိုတန်ဖိုးထားတတ်စေရန်သာသမီတို့ကိုကူညီမဆပေးသနာတော်မူပါကောင်းစွာနားထောင်တတ်ရန်ကျေးဇူးတော်နှင့်ပြောဆိုတတ်ရန်ယုံကြည်ခြင်းနှင့်အတူတကွရှောက်လန်းနိုင်ရန်အတွက်တွင်တင်ပေးသနာတော်မူပါနာမတော်သည်သာသမီတို့ပြုလေရာရာ၌ဘုံထင်ရှားစေခြင်းကအလုံးစုံသောအကြံအစီတော်၌ဝိညာဉ်တော်သည်သာသမီတို့ကိုပို့ဆောင်လမ်းပြဖို့ရန်အတွက်ကိုရရှင်မဆပေးသနာတော်မူပါတနေ့တာလုံးရဲ့လောက်ကိုင်ဆောင်ရွက်တဲ့လုပ်ငန်းဆောင်တာတွေမှာလည်းကိုရောသာသမီတယောက်ချင်းစီတိုင်းနဲ့အတူပါရှိအုပ်ဆိုးလမ်းပြပေးသနာတော်မူပါထိုတွင်သမကယခုအခါမှာငလင်ပေးတွေခံစားနေရတဲ့ပြည်သူပြည်သားတယောက်ချင်းစီတိုင်းပေါ်၌လည်းကိုရောတူပါရှိအုပ်ဆိုးပေးပါဒီငလင်
လှုပ်ချင်းတွေမှာအမြန်ဆုံးရပ်တန့်နိုင်ရခြင်းခွင့်နဲ့တူမြန်မာနိုင်ငံကြီးကိုငြိမ်သက်ရခြင်းငြိမ်ချမ်းရခြင်းခွင့်ပြင်ဆင်ပေးပါတဘာဝဘေးအန္တရာယ်ကိုခံစားနေရတဲ့သူများအပေါ်၌တော်၎င်းလူလုံးသည့်ဘေးအန္တရာယ်ကိုခံစားနေရသောသူများအပေါ်၌တော်၎င်းအငယ်ဆုံးသောသူတယောက်ချင်းစီတိုင်းကိုကိုရရှင်ကယ်မတနာ၍ကြည်ရှုဆောင်မပေးသနာတော်မူပါမည်ကြောင့်တပါးရီသောသားတော်သခင်ယေရှုခရစ်တော်၏မြတ်သောနာမအောင်မြည်ဖြစ်၍ယိုသည်လေးမြတ်စွာဖြင့်ဆုတောင်းအတနာခံပါ၏ဖဖျားသခင်အာမင်ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်သုံးပါးစုဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂရုဏာကျေးဇူးတော်နှင့်မိတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်သင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေသောအာမင်